ဒီလိုဗီဒီယိုတွေကိုဘယ်လိုမျိုးဖန်တီးရမှာလဲပေါ့နော်ဖုန်းတစ်လုံးရှိုံနဲ့တင်ဒီလိုမျိုးဗီဒီယိုကိုဖန်တီးလို့ရမှာပဲဖြစ်ပါတာเนาะအဲ့တော့သွားကြည့်အောင်เนาะဘယ်လိုမျိုးဖန်တီးလဲဆိုတာဖုန်းတစ်လုံးပဲသုံးတာပေါ့နော် Hello အားလုံးပဲမင်္ဂလာပါ TikTok ပေါ်မှာပေါ့နော်အရန်ခစ်စားနေတဲ့ AI ကသွန်းတွေပေါ့နော်ဥမာကြောင်ဟင်းရှက်တာတို့ကြောင်ဟာသားတို့အဲ့လိုမျိုးဗီဒီယိုတွေဟာအရန်ခစ်စားရတယ်မလားအဲ့လိုကြတော့သူတို့တွေဟာကာသွန်းတွေဖန်တီးပြီးတော့ဗီဒီယိုကနေသစင်ပတ်စံချကြတာပေါ့နော်အဲ့တော့ဒီလိုဗီဒီယိုတွေကိုဘယ်လိုမျိုးဖန်တီးရလဲပေါ့နော်ကာသွန်းအစ်စ်အတိုင်းကိုဘယ်လိုမျိုးဖန်တီးရလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာမျှဝေပေးမယ်ဖြစ်ပါနော်အဲ့တော့ဒီနေ့ဗီဒီယိုကသစင်ရှင်းစီမျှဝေပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုလုံးဝမကြော်ကြည့်နဲ့ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကတော့ဖန်တီးလာကြတော့တချို့နေရာတွေကြတော့ application မှာဝယ်ရတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆိုတတိထားပြီးဝယ်တိချာကြည့်ပြီးဝယ်ကြပါလို့ဆောင်းနေပြောရှင်းတာပေါ့နော်ဒီနေ့ကတော့ဘ ഹു တုတရအောင်မျှဝေပေးတာပဲဖြစ်ပါနော်ပထမဦးဆုံးဒီ software လေးကိုသွား download လိုက်နော် Seed Art ဆိုတဲ့ software လေးပေါ့နော်ဒီ Seed Art ကိုသုံးပြီးတော့ကတ်သွန်းဖန်တီးမှာပဲဖြစ်ပါနော်ပထမဦးဆုံးကျမတို့က prompt အရင်ဆုံးရေးရမှာပေါ့နော် prompt အရင်ရေးမယ်ဆိုတော့ ChatGPT ကိုသွားလိုက်မယ် ChatGPT မှာ prompt ရေးမယ်ပေါ့နော်ဘယ်လိုရေးမှလဲဆိုရင်တော့ကြောင်ဝါနဲ့ယုံဖြူစပစ်တီခူးပျော်ရွှင်ရွှင်ခူးပြီးတော့အဲ့လိုမျိုးဗီဒီယိုလေးကိုဖန်တီးခိုင်းမယ်ပေါ့နော်ဥပမာကွာဟာတာလိုင်းဆိုလဲဟာတာဖန်တီးခိုင်းလို့ရတယ်ပေါ့နော်အဲ့တော့ရေးလိုက်အောင်မယ်နော်ဒီလိုရေးလိုက်မှာပေါ့နော်ကြောင်ဝါနဲ့ယုံဖြူစပစ်တီခူးတဲ့ဗီဒီယိုကို prompt ရေးပေးပါပေါ့နော်ကာသွန်းစစ်စစ်style ကတော့ 3D animation ကိုဖန်တီးပါပေါ့နော်ဘာဖြစ်လို့ 3D animation ကိုထည့်လာလဲဆိုရင်တော့အဲ့ဒါထဲမှာပဲကာသွန်းစစ်စစ်ကိုရမှာပေါ့နော်အဲ့ဒါကိုရေးလိုက်မှာပေါ့နော်ပြီးရင် ChatGPT prompt ရေးပေးတာကိုစောက်လိုက်မယ်နော်ဒါဆိုရင်တော့သူကဒါကိုရေးပြီးပြီဆိုရင်တော့ဒါကို copy လိုက်မှာပေါ့နော် Oh sorry ဒီဟာပေါ့နော်ဒီအောက်မှာလည်း copy လို့ရတယ်ဒီအောက်မှာလည်းတစ်ခါပြန်နေတယ်ဒါပြီးသွားပြီဆိုရင်တော့ကျမတို့ကဒီ app ထဲကိုပြန်ဝင်မယ်ဒီ app ထဲကိုဝင်မယ်နော်ဒီ Artsy ဆိုတဲ့ app ကိုဝင်မယ်ဒါကို Play Store မှာသွားတောင်းပါနော်တော့ဒီမှာတော့ဖန်တီးထားတဲ့ဟာတွေပေါ့နော်ရှားလူတွေဖန်တီးထားတဲ့ဟာတွေပေါ့နော်ဒါပေမဲ့ကိုကစိတ်ဝင်စားစရာမလိုဘူးကိုက generate ကိုသွားလိုက်ပါ generate မှာဖန်တီးလို့ရတာပေါ့နော်ဒါလေးကိုမလေးထည့်ပေးလိုက်ဒီဟာကြတော့ပုံနဲ့ဖန်တီးလို့လည်းရတယ်ဗီဒီယိုနဲ့ဖန်တီးလည်းရတယ်ပေါ့နော်ဗီဒီယိုဖန်တီးလို့ရတယ်ပုံဖန်တီးလို့ရတယ်နှစ်ခုလုံးဖန်တီးလို့ရတယ်ကိုကပုံမရရှင်နေဆိုရင်လည်းပုံကိုဖန်တီးခိုင်းလို့ရတယ်ဗီဒီယိုကိုရရှင်ရင်ဗီဒီယိုကိုဖန်တီးလို့ရရပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ဗီဒီယိုဖန်တီးမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုယူမယ်ပေါ့နော်ဥပမာကိုကအစာနဲ့ရေးပြီးတော့ဗီဒီယိုထုတ်မလားဒါမှမဟုတ်ပုံရောစာရောရေးပြီးတော့ဗီဒီယိုထုတ်မလားတကယ်၍ကိုကစာပဲရေးမယ်ဆိုရင်တော့ text to video ကိုရွေးမယ်ပေါ့နော်တကယ်၍ကိုကပုံရောစာရောရွေးပြီးတော့ဗီဒီယိုဖန်တီးမယ်ဆိုရင်တော့ဒီဟာလေးကိုနှိပ်မယ်နော်ဒါဆိုရင်ဒီဘက်မှာကပုံထည့်လို့ရတယ်ပုံထည့်ပြီးရင်ဒီဘက်မှာကို prompt တွေရေးလိုက်မယ်ပေါ့နော် prompt တွေရေးလိုက်မယ်ဒါပေမဲ့ဒီနေ့ကျတော့ကိုကစာနဲ့ပဲဗီဒီယိုဖန်တီးမှာဖြစ်တဲ့အတွက် text to video ကိုရေးမယ်ပေါ့နော်ဒါလေးကိုအရင်ဦးဆုံးဖြတ်လိုက်အောင်မယ်နော်ဘာဖြစ်လို့လဲဆိုရင်တော့ဒါကသူက auto ချပေးထားတာပေါ့နော် auto ချပေးတဲ့ဟာတွေကြတော့ကိုလိုရှင်တဲ့ style မျိုးကိုမရဘူးပေါ့နော်လိုရှင်တဲ့ style မျိုးကိုမရတဲ့အတွက်ဒီဟာလေးတွေကိုအရင်ဆုံးဖြတ်လိုက်မယ်ပြီးရင်ခုနက copy ထားတဲ့ prompt ကိုဟိုကဒီမှာချမယ်ပေါ့နော်ပြီးသားပြီဆိုရင်ဒီမှာခုနက copy ထားတဲ့ video ကို generate လို့ရေးပြီးတော့ဖန်တီးလိုက်မှာပေါ့နော်ပြီးရင်10မိနစ်ပဲဖြစ်2မိနစ်လောက်ဖြစ်အင်တာနက်ကောင်းရင်တော့10မိနစ်ပေါ့နော်အင်တာနက်မကောင်းရင်တော့5မိနစ်လောက်စောင့်ရတယ်
ဒါတွေကြတော့အရင်ကဖန်တီးခဲ့တဲ့ဗီဒီယိုလေးတွေပေါ့နော်တွင်းရင်တီးခူးတာတို့စပစ်တီးခူးတာတို့ပြီးရင်တော့ဒီလိုဖယုံသီးလေးတွေခူးတာတို့အဲ့လိုမျိုးလေးတွေဖန်တီးထားတယ်ပေါ့နော်ပြီးရင်တော့ဒီမှာကြောင်နဲ့ယုံဝါလေးပေါ့နော်မျက်လက်ကစားတာတို့ဒီဟာတွေကစုံကြီးပဲပေါ့နော်ဟာတာတွေလည်းဖန်တီးလို့ရတာပေါ့နော်ဗီဒီယိုတစ်ပုတ်လောက်ဖန်တီးခိုင်းလိုက်မယ်ဗီဒီယိုတစ်ပုတ်ဖန်တီးထားတာပြမယ်ပေါ့နော်ဒီဟာကြတော့စပစ်တီးခူးတာပေါ့နော်ကျန်တဲ့ effect တွေကြတော့ကိုယ့်ဘာသာကိုပြန်ပြီးတော့ထည့်လို့ရတယ် CapCut နဲ့တီးဖြတ်ပြီးတော့ထည့်လို့ရတာပေါ့နော်ဒါကြတော့ဗီဒီယိုလေးပဲပေါ့နော်ဒီဗီဒီယိုအတိုလေးတွေကိုကစုပြီးတော့10မိနစ်ပြည့်အောင်ပြန်ပြီးတော့အဲ့လိုမျိုးတီးဖြတ်တာပေါ့နော်ဥပမာဒီဟာဆိုရင်ပြေးတီးစားတာမှာပေါ့နော်ပြေးတီးစားတဲ့ဗီဒီယိုပြီးရင်တော့နောက်တစ်ခုကျတော့ဖုန်းကနေနီးနေဒူရင်တီခူးတဲ့ဗီဒီယိုပေါ့နော်ဒီဟာကျတော့ရွှေပြုံတီခူးတာပေါ့နော်မှာရွှေပြုံတီတင်းတော့ပေါ်မှာအရင်ခက်စားတာဆိုရင်အဲ့လိုဟင်းချက်နီးတွေဟာတာတွေအဲ့လိုမျိုးပေါ့နော်တကယ်ဟင်းချက်နီးဆိုရင်လေကိုဟင်းချက်တဲ့နီးကိုပေါ့နော်ကိုက from ရေးပေါ့နော် chat GPT ကိုပဲရေးခိုင်းလို့ရတယ် Gemini ကိုလည်းရတယ်ပေါ့နော်အဲ့လိုမျိုးကိုရေးခိုင်းပြီးတော့ဖန်တီးလို့ရပါပေါ့နော်ဒီနေ့ကျတော့ကိုကအတီးခူးတာလို့အဲ့လိုမျိုးလေးတွေဖန်တီးရှင်လို့ပေါ့နော် line မကောင်းလို့ဒါဒီလိုဖြစ်တာနော်ထိုင် line ကောင်းမယ်ဆိုရင်ဒီလိုမျိုးမဖြစ်ဘူးပေါ့နော်ပြီးသွားပြီပေါ့နော်ဒီမှာစပစ်တီးခူးတဲ့နော်စပစ်တီးထပ်ခူးနေဒါကိုက download ယူလိုက်မယ်ဒီမှာ save ကိုယူလိုက်မယ်နော် save ကိုယူလိုက်မယ်ဆိုရင်ကိုရဲ့ပုံနေရာမှာ download သွားမယ်နော်မှာမတော့ခုနဖန်တီးခိုင်းတဲ့ဗီဒီယိုလေးပေါ့နော်ဒါစပစ်တီးခူးတာပေါ့နော်ဒီမှာရှင်းစရာလေးတယ်နော်ဒီမှာရှင်းစရာလေးတယ်10စက္ကန့်စာလောက်ပဲရရပေါ့နော်နောက်တစ်ခုကြတော့ကိုက YouTube အတွက်ဖန်တီးမယ်ပေါ့နော်ဒါကြတော့ Facebook အတွက် TikTok အတွက်ဖြစ်နေတယ်ပေါ့နော် YouTube အတွက်ဖန်တီးမယ်ပေါ့နော် YouTube အတွက်ဖန်တီးမယ်ဆိုရင်ဒီနေရာကိုနှိပ်ပါပြီးရင်16ကိုယူမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်16ကိုကြတော့ YouTube အတွက်4တောက်လေးရမယ်ပေါ့နော်15စက္ကန့်ကိုယူလိုက်မယ်ပြီးရင်တော့ခုနက prompt ကိုရေးလိုက်မယ်ပေါ့နော် prompt ကိုရှာလိုက်မယ်ဒါဆိုရင် generate ကိုရွေးလိုက်မယ်ဒါဆိုရင်ခဏလောက်စောင့်ပါနော်ဒါဆိုရင်ဖန်တီးသွားပြီးသွားပြီပေါ့နော်ကြည့်ရအောင်နော်ဒါတော့ YouTube အတွက်ပေါ့နော်စပစ်တီလေးခူးတာနော်ကြည့်စပစ်တီခူးတာရှင်းစရာလေးနေပေါ့နော်ဒါဆိုရင် download ယူမယ်ဆိုစစ်ဖို့ယူလိုက်မယ်ပေါ့နော်ဒါဆိုရပြီပေါ့နော်ဗီဒီယိုတွေနှစ်ပုတ်ဆက်လိုက်ပြီးဆိုရင်ဒီလိုပုံစံလေးရလာမယ်နော်10စက္ကန့်ကိုနှစ်ပုတ်ဆက်လိုက်တော့20စက္ကန့်ဖြစ်20စက္ကန့်ဖြစ်သွားတာပေါ့နော်ဟုတ်ပါနော်ဒီတော့ပုံမှန်တင်ရင်အရင်ကိုမိုက်တယ်ပေါ့နော်ဆိုပြစ်ပြီးတယ်ဒါရှင်းစပွဲပြီးတယ်ဒါကြတော့ YouTube အတွက်ဖန်တီးနေဆိုတော့ YouTube အတွက်ဆိုရင်တော့မျက်နှာပြည့်လေးရတာပေါ့နော်အရန်ကိုအဆင်ပြေတယ်ကြည့်ရှုတဲ့လူတွေအတွက်ကြိုးရှိစေမယ်လို့မျှော်လင့်ပါရနော်
စောင့်ကြည့်ရှုပေးတဲ့တငယ်ချင်းတို့ရေအားလုံးကိုလည်းကျေးဇူးတင်ပါတယ် line နဲ့ subscribe လို့နှိပ်ထားပေးဖို့မမေ့ပါနဲ့ပေါ့နော်ရှင်နာမည်ခွန်းလေးတွေအောက်မှာ comment မှာရှန်ထားလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye